ခဏနေဒီဘာဖြစ်လို့မနေ့ကတမ်းမတက်တာလဲဟိုလေဖြားနေလို့ပြောလိုက်ရင်စင်ကြေကြီးပဲအဲ့စင်ကြေကအရင်ဘက်တုန်းကလည်းနေအဲ့လိုပဲပြောခဲ့တာမဟုတ်လားဆရာလည်းတမန်ဖြားနေတာဟိုနေ့ကလေမိုးရွာလေပြန်တော့မူးမိပြီးတော့နိုင်ချီဖြားနေတယ်ရှုပ်ယုံရမယ်အာကြီးယုံရမယ်နေအဲ့ဖြားတာနဲ့လေလောက်စားနေတာမနေတော့နော်ဆရာလည်းတမန်ဖြားတာကဲတော့ပေါ့နော်မနေ့ကနော်ငါနေ့ကအိမ်သားတွေထပ်ဖို့နော်အိမ်သားပေးလိုက်တယ်အဲ့အိမ်သားထပ်မဲ့နေ့ကျမှကွက်ပြီးတော့နေဖြားတာနော်အဲ့တော့တော်တော်ယုတ်တိရှိတယ်နော်တော်တော်ယုတ်တိရှိတယ်ဟုတ်ပြီထားပေါ့ဆိုတော့ဟုတ်ပြီအဲ့နေမနေ့ကဒါတန်းပြတ်တယ်ဆိုတော့အိမ်သားတော့ပြီးမှာပေါ့နော်ဟုတ်တယ်မနေ့ကမထပ်သေးတဲ့အိမ်သားနဲ့ဒီနေ့ပေးရထပ်ရမယ်ပြီးပြီလားပြီးတယ်ဆရာပြီးပြအိမ်ကတော့ပြီးသွားပြီပြီးပြလေသူကဆောက်အောင်းထဲမှာလေကျန်နေတာဟာစောက်ကုန်သွားတော့တဲ့ဝင်နေတာအေးယုံလန်အောင်မယ်နော်တောထဲမှာယုံလန်အောင်မယ်တိလားနော်အဲ့ဒါမျိုးတွေငါတို့ကလှုပ်စားလာတာနော်လာပြီးတော့ဖက်ကြီးမရိုင်နဲ့ကုန်းသွားလို့လေအတင်းလေးဝင်နော်ဒါမျိုးကငါတို့ကဖြစ်လာတာနော်လာပြီးတော့ထုဖို့မစင်းစားနဲ့နော်ကဲအဲ့ဆိုတော့နေအိမ်သာမပြီးဘူးဆိုတော့နော်ပြီးပါတယ်စိုးစီအားလေဒီသမောမပြီးဘူးဆိုတော့နေအိမ်သာတော့ရမှာပေါ့နော်ကြပြအိမ်သာပေးတာနေကြပြတော့ရမှာပေါ့ကဲဟုတ်ပြီအဲ့ဆိုအနေနဲ့ဆက်လက်မကြည့်နဲ့အေးဟုတ်ပြီအဲ့ဆိုတော့ကဲမနေ့ကငါမြကန်တာကြပြကြက်ခိုင်းလိုက်တယ်နော်အိမ်သာလည်းထားခိုင်းလိုက်တယ်ဆိုတော့ရပြီလားကြပြအေးရရွတ်ပြလက်ပိုက်မေးမြကန်တာတောင်းကြချောင်းတေရေဝင်ပြေးလေရေကြည်စွာဟုတ်တယ်ရေကြည်စွာကံပိုင်မာလေးရဲ့ကံပိုင်မာလေးရဲ့ကြာပန်းမဟုတ်ဘူးကြာပါထုံဒီနေ့ပြီးအောင်မလားမသိလက်မကြည့်နော်တမှုထပ်တိုးသွားမယ်နော်မျိုးစုံသည်ဘုံရိန်သာတော်ရိန်သာမဟုတ်ဘူးဘုံရိန်သာနေစောက်သေးချာမရဘူးနန္ဒပေလို့နန္ဒပေလို့တူသောဟုတ်တာဟေးမြနော်နေအတန်းထဲမှာနော်အတန်းထဲမှာတော်တော်နာမည်ကြီးနေတယ်နော်ကြောင်းလည်းမမှန်ဘူးနော်ကြောင်းလည်းမမှန်ဘူးမှစားလည်းမရဘူးကြီးသားလည်းထားသေးတယ်နော်အတက်ကောင်းနေကုန်တက်နေနော်နေတော်နေရှာတယ်နော်အတက်ကောင်းနေကုန်တက်နေအမိဘခွာမှာလားပြောမိဘခွာမှာလားငါနင်းကိုကြောင်းကြီးရုံကပို့ရမှာလားပြောကြောင်းကြီးရုံကပို့ရမှာလားတိတ်တော့ချိုးမပြေဘူးနော်မြနော်နင်းတော်တော် popular ဖြစ်ချင်တာဟာလားကဲလက်ပြရအောင်လက်ပြဆရာလည်းဖျားအိုက်တော်ကြီးနေမှာအေးနင်းပထမတမှုကနော်အိမ်သာမပြီးတာတမှုနော်ပြီးသွားပြီဆိုရင်ကြပြမရတာတမှုအိမ်သာလက်ပြမရှိနဲ့အေးသိတယ်မရှိနဲ့လက်ပြကြားတော့ခိုင်းရိုက်မှာလားငါဟာသမတော်ရဲမှာလားလက်ပြတော်ကြီးနေမှာလက်ပြလို့ပြောနေနော်ငါနင်းတင်မကိုဆွဲရဲမှာလားလက်ပြမရှောင်နဲ့နောက်တစ်ဖက်ဒါအိမ်သာမပြီးတဲ့လက်မစရာဘူးဒါကကြပြမပြီးတာဒါအိမ်သာမပြီးတဲ့လက်လားကြပြမရတဲ့လက်လားဖြတ်အေးမရှောင်နဲ့နော်ရှောင်ရင်နောက်တစ်ပြက်ထပ်တုံးမယ်နော်မရှောင်နဲ့လို့ငါပြောတယ်ငါနေ့တင်မရဲမှာလားမရှောင်နဲ့ကြောက်တော့လာဘွားလေးရိုက်တာအဲ့လိုဆရာသမီးပဲရိုက်နေတာပဲဒီအင်္ဂါလို့ဘာမ
နင်းပဲငါလက်ရိုက်နေတယ်အေးတော်တော်ဟုတ်ချတယ်နော်နင်းငါတန့်ပြတ်နေတာလည်းဘယ်နှချိန်ရှိပြီနော်နင်းလက်ရိုက်အောင်ယုံမဲအေးနော်အဲ့တော့နင်ခုမြန်မာသာကမပြီးသေးဘူးဆိုတော့ကျန်တဲ့တင်ချာပြီးပြီလားတင်ချာကတမီးအဲ့နေမလာဘူးလေမလာဘူးဆိုတာနဲ့အိမ်သားပြီးတော့လားဟမ်ရှေ့တနေ့ကငါပေးလိုက်တာလေအဲ့အိမ်သားလာမလာပြီးရမယ်မဟုတ်လားမဟုတ်လေဆရာမြန်မာစာလည်းမပြီးဘူးတင်ချာလည်းမပြီးဘူးကြားလေတစ်ခါတလေလို့မပြောညတစ်ခါတလေမဟုတ်တော့ဘူးလေဒီဘယ်နှချိန်ဘယ်နှခါမှမသိဖြစ်နေပြီလေနော်အေးငါနေတော့လေငါเจ้าကြည်ရုံငံပုံမအောင်ဖြစ်တော့မှာပါနော်လုံးကိုငါအတန်နေမှာမလေးစားဘူးနော်စာလည်းမလိုက်ဘူးလောက်မလို့ဘူးပြီးတော့အမစာလည်းမရဘူးเจ้าလည်းပြတ်တယ်